ဖះเจ้าငံနေမှာရှိတဲ့တကွန်တိုင်းနေရဲ့ထိပ်မှာဘာကြောင့်ဟင်းသာရုပ်တွေကိုထားရှိကြတာလဲဓမ္မမိတ်ဆွေသူတော်စင်တို့အနေနဲ့ဖះစီတီတွေเจ้าငံနေမှာရှိတဲ့တကွန်တိုင်းထိပ်ကဟင်းသာရုပ်လေးတွေကိုမြင်မှုကြလိမ့်မယ်လို့ထင်ပါတယ်ဒီဟင်းသာရုပ်လေးတွေကိုမကြာခဏမြင်တွေ့ကြဘူးတယ်ဆိုပေမဲ့ဘာကြောင့်တကွန်ထိပ်မှာသူတို့ကိုထားရှိရတာလဲဆိုတာကိုတော့သိတဲ့လူကအတော်လေးကိုရှားပါတယ်ဒီနေ့မှာတော့တကွန်တိုင်းထိပ်ကနှုတ်သီးမှာကျူလုံးလေးတစ်လုံးကိုကတ်ချီထားတဲ့ဟင်းသာရုပ်လေးတွေဘလို့စတင်ပေါ်ပေါက်လာရလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တခါတော့ကဘိုင်ယန်သတိပြည်ပြမတ်တန်မင်းလက်ထက်မှာဘုရားလောင်းဟာဟင်းမွေနာတော်တွင်ဇဝနဟိတဟင်းသာမျိုးမှာဖြစ်တော်မူခဲ့ပါတယ်။ဘုရားလောင်းဟင်းသာမင်းမှာညီဟင်းသာနှစ်ကောင်လည်းရှိပါတယ်။ဇနဝဟန်တာဟင်းသာမျိုးတွေကအလွန်လှည့်မြန်စွာပြန့်သန်းနိုင်ကြတယ်လို့သိရပါတယ်။ပါဠိဘာသာအရတော့ဇဝနဆိုတာလှည့်မြန်ခြင်းဖြစ်ပြီးဟေတာဆိုတာကတော့ဟင်းသာပဲဖြစ်ပါတယ်အလွန်လှင်မြန်တဲ့ဟင်းသာရဲလို့အဓိပ္ပာယ်ရပါတယ်ဖျားလောင်းဟင်းသာမင်းကအချိန်တုန်းကဗာနသီပြည်ပေါ်ကဖြစ်ပြနေတော့ဗြဟ္မဏမင်းကြီးနဲ့မစ်ဆွေဖွဲ့ခဲ့ပူပါတယ်တနေ့မှာတော့ဟင်းသာမင်းရဲ့ညီနောင်နှစ်ယောက်ဟာသူတို့ရဲ့မျိုးနွယ်ကအလွန်ပြန့်သန်းမှုမြန်ကြတယ်နေမင်းကြီးကလည်းတွားနှုံးမြန်နေဒီတော့နေမင်းကြီးနဲ့ဘယ်လိုပုံမြန်လဲဆိုတာကိုရှင်းပြကြမယ်လို့စဉ်းစားခဲ့ပါတယ်ဒီเจ้าကိုဟင်းသာမင်းကတိပြီးတော့မှနေမင်းကြီးနဲ့တူဖက်ပြီးရှင်ပြိုင်ဖို့မတင်ကြောင်းပြောဆိုဆုံးမပေမယ့်ညီတွေကငယ်ရွယ်သူတွေဆိုတော့ဘလို့မှကိုပဲဆုံးမလို့မရခဲ့ပါဘူးဒီလိုနဲ့နောက်တနေ့အာယုံမတက်ခင်ကတည်းကဟင်းသာညီငယ်နှစ်ကောင်ဟာရုပ်ကန်တူတောင်ထက်မှာနေမင်းကြီးကိုစောင့်နေကြပြောမှနေမင်းကြီးစတင်ပေါ်တက်လာတဲ့အခါမှာဟင်းသာပြိုနှစ်ကောင်လေးလျင်မြန်တဲ့အဟုန်ကိုအသုံးပြုပြီးနေမင်းကြီးနဲ့ရှင်ပြိုင်မှုကိုစတင်ခဲ့ပါတယ်မွန်တဲ့ကနေအချိန်ရောက်တော့အငယ်ဆုံးဟင်းသာညီငယ်လေးကနေမင်းကိုတုပြီးအလွန်လျင်မြန်စွာအစွမ်းကိုပြန်တန်းရတဲ့အတွက်ခံနိုင်ရမရှိတော့ပဲအတောင်တွေကြားကမီးတောက်လောင်ပူပြင်းလာခဲ့ပါတော့ညီလက်ဟာညီငယ်လေးတို့ပဲမခံမရနိုင်အောင်မောပန့်ပြီးအားတွေကုန်ခန်းလာခဲ့တာပေါ့ဖះလောင်းတော်ဟင်းသာမင်းကညီငယ်တွေကိုစိတ်မချလို့လဲလာခဲ့ပြီးညီနှစ်ယောက်ကိုတလဲစီအတောင်ပန်နေကြားမှာညှက်ပြီးစိတ်တကွန်ထတောင်ကိုပြန်တည်ဆောင်ခဲ့ရပါတယ်။ညီတွေကိုကယ်ပြီးတဲ့အခါမှာသူကိုယ်တိုင်လည်းခွန်အားကိုစမ်းသပ်ကြည့်လို့တဲ့အခါမှာလျင်မြန်တဲ့အဟုန်နဲ့နေမင်းကြီးရဲ့ရှေ့နောက်ဝဲရပေါင်းစုံကိုပြန်တန်းကြည့်နေခဲ့ပါတယ်။ဒီလိုပြန်တန်းနေရင်လည်းအခုလိုအကျိုးမရှိတဲ့လုပ်ကိုလုပ်နေတာတဲ့ဆိုင်ရင်ဗြဟ္မဏမင်းကြီးကိုတရားတော်ဟောတာပဲကောင်းတယ်လို့အကြံရခဲ့ပြီးဘိုင်နတီကိုပြန်တန်းလာခဲ့ပါတယ်။မင်းကြီးကအလောင်းတော်ဟင်းသာမင်းကိုတွေ့တဲ့အခါမှာဝမ်းသာအားရတဲ့ကြိုးဆိုပြီးပန်းတွေပေါက်ပေါက်တွေနဲ့အိတ်ခံပါတယ်။လာရင်ကိစ္စကိုမေးတဲ့အခါမှာဟင်းသာမင်းကနေမင်းနဲ့ရှင်ပြိုင်ခဲ့တဲ့အကြောင်းကိုပြောပြပါတယ်။မင်းကြီးကလည်းနေမင်းကိုရှင်ပြိုင်ခဲ့တဲ့အဟုန်ကိုရှုစားလိုပါတယ်လို့တောင်းဆိုလိုက်တဲ့အခါမှာဟင်းသာမင်းကနေမင်းကိုရှင်ပြိုင်ခဲ့တဲ့အဟုန်အစ်စ်ကိုပြဖို့တဲ့မလွယ်ကူခဲ့တာကြောင့်အဟုန်တုကိုပြပါမယ်လို့ပြန်ပြောလိုက်ပါတယ်။အဲဒီနောက်မှာတိုင်းပြည်တွေကအတော်ဆုံး၄တီတော်၄ယောက်ကိုရွေးပြီးအရက်၄မျက်နှာကိုမျက်နှာမူစေခဲ့ပါတယ်။သူတို့၄ယောက်ရဲ့အလယ်မှာတိုင်တလုံးစိုက်ထားပြီးအဲ့ဒီတိုင်ပေါ်မှာတော့ဟင်းသာမင်းကလေပင်မှာချူတလုံးဆွဲပြီးနားနေခဲ့ပါတယ်။ပြီးတာနဲ့သူ့ကိုတပြိုင်တည်းပစ်ခတ်လိုက်ပြီးဟင်းသာမင်းကလေးတီတော်တွေပစ်လိုက်တဲ့မြားတွေကိုအလွန်လှင်မြန်တဲ့နှုံးနဲ့ပြန်တန်းပြီးတော့မှကိုက်ချပြီးသူတို့ရဲ့ချင်းရင်မှာလာပုံထားလိုက်ပါတော့တယ်။ဟင်းသာမင်းရဲ့အရှင်ကဘလောက်မြန်လဲဆိုရင်ချူတန်ကိုပဲကြားပြီးအကောင်ကိုမမြင်ရတဲ့အထိမြန်နေခဲ့ပါတယ်။ဟင်းသာမင်းဟာဗြဟ္မဏမင်းကိုသူအခုပြန်တဲ့နှုံးကအညံစားတာဖြစ်ပြီးအလဲလဲတန်းစားနဲ့အမျက်စားတွေကြံနေခဲ့သေးရလို့ပြောတဲ့အခါမှာမင်းကြီးကအညံစားတော်ခုလောက်မြန်နေဆိုရင်တော့အမျက်စားတာဆိုရင်တော့လောကကြီးမှာအမြန်ဆုံးဖြစ်နိုင်ပါတယ်။ဒါထက်မြန်တာရှိပါအောင်မလားလို့မေးလိုက်ပါတယ်။အဲ့ဒီအခါမှာဖះလောင်းကသူ့ထက်အစာတစ်သောင်းမြန်တဲ့အရာကသေခြင်းတရားဖြစ်ကြောင်းသေခြင်းတရားရဲ့မြန်ပုံနဲ့မသေးခင်ကောင်းမှုတွေပြုလုပ်တင်ကြောင်းတရားဟောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့မင်းကြီးဟာဟင်းသာမင်းနားခဲ့တဲ့အတိုင်းထဲမှာဟင်းသာမင်းကြီးရဲ့ခြေလုံးကိုကတ်ချီထားတဲ့ရုပ်ထုကိုဂုံပြူတဲ့အနေနဲ့ထုလုပ်ပူဇော်ခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲဖះเจ้าကံတွေမှာတကွန်နိုင်နေထိတ်ကဟင်းသာမင်းကြီးရဲ့ရုပ်ထုကိုထုလုပ်တဲ့ဒလေးဟာဒီနေ့တိအောင်ဆက်လက်တည်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။